လေးနာမည်လေးမိတ်ဆက်ပေးပါအောင်နော် ကျွန်တော်နာမည်ဇင်းမင်းထက်ပါခင်ဗျ အခုလိုအလင်းဝင်ဖို့ပြန်လဲထွက်ပြေးလွတ်မြောက်ဖို့အတွက်စဉ်းစားဖြစ်ပုံလေးကိုလည်းပြောပြပေးပါအောင်ရှင် စဉ်းစားတွေ့ကုန်ကကျွန်တော်တို့သူတို့ပဲဖွဲ့စည်းကိုလုံးဝကိုမကြိုက်ကြဘူးသူတို့လုပ်နေတဲ့ပုံစံတွေကလည်းအထက်ဖအောက်ပြီးတယ်သူတို့ကြောင့်ကောင်းကောင်းမွန်စားရတယ်ကောင်းကောင်းမွန်နေရတယ်ဒါအပုံစံတွေမကြိုက်ဘူးမကြိုက်ရင်တော့ဒီဘက်ကိုရအောင်ထွက်မယ်ဆိုတော့ဆုံးဖြတ်တယ်ချက်ပြီးကျွန်တော်ထွက်လာခြင်းဖြစ်တယ် တောထဲမှာကြံခဲ့တဲ့တငယ်ချင်းတွေကိုဘာတွေပြောပြီးဘယ်လိုဖိတ်ခေါ်ခြင်းလဲမသိဘူးရှင်ပြောပြပေးပါအောင်နော် တနင်္ဂနွေတော့သူတို့ကိုကျွန်တော်အပြင်ရအောင်ဆွဲထုတ်ခြင်းတယ်သူတို့အမှန်နေသူတို့သိမယ်ဆိုတော့ကျွန်တော်ပြောပြခြင်းတယ်အဲ့လိုပြောရရင်ကျွန်တော်အပြင်မှာနေတာအခုနေရာစားရတဲ့ပုံစံတွေသူတို့အကုန်ပြောပြပြီးဒီဘက်ကိုတန်းထန်ဆိုရအောင်ဆွဲခေါ်ခြင်း ဟုတ်ကဲ့ပါအခုလိုလင်းဝင်ရောက်လာပြီးတော့ဥပဒေဘောင်တွင်ကိုလွတ်မြောက်လာပြီဆိုတော့ခံစားရတဲ့စိတ်ခံစားချက်လေးကိုလည်းပြောပြပေးပါအောင်ရှင် အဲ့ဒါတော့အတိုင်းမရှိပြောတာပေါ့ပြောတယ် ဟုတ်ကဲ့ပါရှင် မောင်လေးနာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်ရှင် ကျွန်တော်နာမည်အောင်နေလင်းပါ တစ်ဖက်ဖွဲ့စည်းတဲ့ကိုဘယ်လိုရောက်ရှိသွားတာပါလဲရှင် တစ်ဖက်ဖွဲ့စည်းတဲ့ကိုကျွန်တော်တို့နေထိုင်ကြည့်ပါဦးတိန်တယောက်ကြမလိုက်လို့မရဘူးပေါ့အဲ့လိုမျိုးစီယုံပြီးတော့ခေါ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့တကယ်ချင်း9ယောက်ပါသွားပါတယ်အဲ့လိုဖြစ်သွားတာပါ အခုလိုတစ်ဖက်ဖွဲ့စည်းတဲ့ကနေပြန်လဲထွက်ပြေးလွတ်မြောက်ဖို့စဉ်းစားဆုံးဖြတ်ဖြစ်ပုံလေးကိုလည်းပြောပြပေးပါအောင်ရှင် ကျွန်တော်တို့လည်းစဉ်းစားပါတယ်ကျွန်တော်တို့လည်းစိတ်မပါလို့ဝင်ခဲ့ရတာဖြစ်လို့စဉ်းစားပါတယ်စဉ်းစားပြီးတော့ကျွန်တော်တို့မှားနေတယ်ဆိုတော့လည်းသိပါတယ်အဆင်မပြေတဲ့မှုတွေပဲကြုံတွေ့နေရတယ်ဒုက္ခတွေအများကြီးရောက်ခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့မှုကြီးရမဲ့ခဲ့တယ်အချိန်တစ်ချိန်ကိုရောက်ခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့စဉ်းစားမိလာခဲ့ထွက်ပေါက်တွေရှာလာတာပေါ့အဲ့လိုထွက်ပေါက်တွေရှာလာပြီးတော့ကျွန်တော်တို့အဲ့လိုဒီဘက်ကိုကျွန်တော်တို့အဲ့လိုထွက်ပြေးလာခဲ့တာပါ တောထဲမှာကြန့်ရှိနေတဲ့တငယ်ချင်းတွေကိုရောဘာများပြောချင်ပါသလဲ တော့လည်းမကျန်ရှိနေတဲ့တင်နေချင်းတွေကိုကျွန်တော်လိုပေါ့ကောင်းမှုပေါ့အမြင်မှန်ကိုအမြင်မှန်ရစေချင်တယ်ကျွန်တော်တို့နဲ့အတူတူပေါင်းဝင်ပြီးတော့ဒီကျွန်တော်တို့ရှိတော့ပါဆွဲခေါ်ရှင်တာပေါ့သူတို့လည်းဒုက္ခတွေမှာသူဒုက္ခတွေမရောက်စေချင်တော့တောထဲမှာသူတို့ကြန့်ရှိခဲ့တဲ့လူတွေလည်းတေးပေးနေပဲကြုံရမှာပေါ့ဒုက္ခတွေလည်းအများကြီးရောက်မှာစားရတော့လည်းနေထိုင်လည်းအဆင်မပြေကြပါဘူးကျွန်တော်အဲ့ဒါလေးကိုသူတို့ကျွန်တော်ဒီဘက်ကိုဆွဲခေါ်ရှင်ပါတယ်ပေါ့ အခုလိုတက်မတော်ကအလင်းဝင်ရောက်လာတဲ့သူတွေကိုကြိုးစိုးနေရာချထားမှုစားတောက်မှုကျွေးမွေးမှုတက်မတော်ကနွန်းနွန်းထွေးကြိုးစိုးပေးမှုပေါ်မှာရောဘယ်လိုခံစားရပါသလဲရှင် ကျွန်တော်တို့ကဝမ်းသာပါတယ်ကြည်နေမှုရှိပါတယ်ကျွန်တော်အားလည်းအားရပါတယ်ပီတိလည်းဖြစ်ပါတယ်ပြောလည်းပြောချင်မိပါတယ်ဒီလိုကောင်းကောင်းမွန်မွန်ထားတယ်ကောင်းကောင်းမွန်မွန်ကျူးမွေးဆောက်ရှောက်ထားတယ်ထိန်းသိမ်းပေးထားတယ်အလင်းဝင်ခန္ဓာတွေလုပ်ပေးတယ်စီကျင်းဝင်တွေပေးတယ်စားတာတောက်တာတွေကလည်းကောင်းကောင်းမွန်မွန်ကျူးမွေးပါတယ်ကျွန်တော်တို့ကောင်းကောင်းမွန်ဆောက်ရှောက်ပါတယ်ပြီးရင်မိဘရထံပါကိုလည်းပြန်လို့အနှင်ပေးပါတယ်ဟုတ်ကဲ့ကျွန်တော်ဝမ်းသာမိပါတယ်ဝမ်းသာပါတယ်ပီတိလည်းဖြစ်ပါတယ်အားလည်းရပါတယ် မကြခင်မှာမိဘတွေနဲ့တွေ့ရတော့မှမိဘရင်ခွင်နဲ့ရောက်မှာဆိုတော့ခံစားရတဲ့စိတ်ခံစားချက်လေးကိုလည်းပြောပြပေးပါအောင်ရှင် ကျွန်တော်ပြောပါတယ်ဝမ်းလည်းဝမ်းသာပါတယ်အမိဘနဲ့မတွေ့ရတယ်လည်းကျွန်တော်တို့တော်တော်ကြာပါအမိဘနဲ့တွေ့ရမယ်ဆိုတော့ကျွန်တော်လည်းတကယ်ပြောမိပါတယ်ဝမ်းသာပါတယ်ကျေးလက်ကျေးဇူးတင်ပါတယ်